ပြက်ပြက်နဲ့နှကောင်သေးထွက်နေရတဲ့ NASA ကတော့ရခိုင်ပြည်နယ်မှာရှိနေတဲ့တိုက်ပွဲတွေမှာလဲလဲအကွဲကွဲဖြစ်နေစေကခေါက်ရိုးကျိုးပုံစံတစ်ခုလိုတော့ဖြစ်နေပါတယ်။ရခိုင်ပြည်နယ်ကိုစစ်မှတ်ကူးလာပြီးတော့တကြောပြန်စစ်ပွဲတွေပေါ်ဆောင်လာတဲ့အချိန်ကနေစပြီးရခိုင်ပြည်နယ်မှာ NASA ရှိတဲ့အခန်းကဏ္ဍကငါးဖမ်းသမောတွေဖမ်းမှုလောက်ပဲအသုံးဝင်တဲ့ပုံစံမျိုးဖြစ်လာပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့တိုက်ပွဲဟာအင်မတန်ပြင်းထန်တဲ့အခြေအနေကိုရောက်လာပါတယ်။အာရခတပ်တော် AA နဲ့မဟာမိတ်တွေစီမာစစ်ကောင်စီဗိုလ်မှူးချုပ်အဆင့်တွေအထိဖမ်းခံရမှုတွေရှိလာပြီးစစ်ရေးသုံးသက်သူအချို့ကကြောက်ဖြူဟာ AA လက်ထက်ကြားရောက်တော့မယ်လို့သုံးသက်လာကြတာတွေ့ရပါတယ်။တကယ်တော့ကြောက်ဖြူလိုနေရာဟာစစ်ကောင်စီအတွက်အားသာတဲ့ဘက်ကကြည့်မယ်ဆိုရင်ကြီးရည်လေသုံးမျိုးလုံးနဲ့စစ်ဆင်နိုင်တဲ့အားသာချက်ရှိတဲ့နေရာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာတော့မင်းအောင်လှိုင်ရဲ့စစ်ရေးညံ့ဖျင်းမှုတွေကြောင့်ခွက်လန့်အောင်ရှုံးနေတာကိုအမည်မသိစစ်လော်ဘီတယောက်ကအခုလိုပဲပဲနဲနဲဝေဖန်လာတာကိုကြည့်ရအောင်ပါကြောက်ဖြူမျိုးကိုတိုက်ပွဲပေါ်ဆောင်နေခဲ့တာဆိုရင်ရက်တရာပြည့်သွားပြီပဲဖြစ်ပါတယ်ဒီရက်တရာအတွင်းမှာ NASA ကတော့သွေးအေးနဲ့ပဲဆောင်ရွက်နေသေးပဲဖြစ်ပါတယ်ဆိုတော့ကြောက်ဖြူအရေးသွေးအေးနေတဲ့ NASA ကဘာတွေလုပ်နေတယ်လဲဆိုတာကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီနေ့ဒီချိန်ထိတော့ကြောက်ဖြူကတိုက်ပွဲတွေပေါ်ဆောင်ရင်းနဲ့တိုက်ပွဲပြင်းထန်နေသေးပဲဖြစ်ပါတယ်အပြက်ပြက်နဲ့နှကောင်သေးထွက်နေရတဲ့ NASA ကတော့ရခိုင်ပြည်နယ်မှာရှိနေတဲ့တိုက်ပွဲတွေမှာလဲလဲအကွဲကွဲဖြစ်နေစေကခေါက်ရိုးကျိုးပုံစံတစ်ခုလိုတော့ဖြစ်နေပါတယ်NASA ကနေနဲ့တခြားစစ်မြေပြင်တွေမှာအောင်ပွဲတွေရရှိလာတဲ့အပြန်အလှန်ကောင်တာပြစ်နိုင်တာတွေအပြန်အလှန်နေမြေစိုးမိုးနိုင်တာတွေရှိပေမဲ့ Oh my god ရခိုင်ပြည်နယ်မှာရှိနေတဲ့ NASA တပ်တွေနဲ့ရခိုင်ပြည်နယ်မှာစစ်မျက်နှာရင်ဆိုင်နေရတဲ့ NASA တပ်တွေကတော့အမြဲတမ်းလိုခေါက်ရိုးကျိုးနေခဲ့ပြီးတော့အလဲလဲအကွဲကွဲဖြစ်နေသေးပဲဖြစ်ပါတယ်။ဒါ့အပြင် NASA အနေနဲ့လည်းရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့စစ်ရေးအခြေအနေတွေနောက်ပြီးတော့ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေစတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်အမြဲတမ်းသွေးအေးနဲ့ဆောင်ရွက်နေတာကိုမြင်တွေ့ရပါတယ်။ရခိုင်ပြည်နယ်လိုကမ်းရိုးတန်းတစ်လျှောက်ကြီးရည်လေပူပေါင်းစစ်ဆင်နိုင်တဲ့နေရာမှာ NASA ရဲ့စစ်စင်ရေးအစီအမံတွေကိုကြည့်လိုက်ရင်မြေပြင်တပ်ဖွဲ့တွေရဲ့စစ်စင်ရေးအစီအမံတွေစစ်ကြောင်းတို့ဆောင်ရွက်မှုတွေဗျူဟာတွေနဲ့ပတ်သက်ရင်ကိုမိကုံးထုတ်စရာဖြစ်နေရတဲ့ကြားတဲ့ရခိုင်ပြည်နယ်မှာတော့နောက်ထပ်မိကုံးထုတ်စရာနဲ့ဝေဖန်စရာဖြစ်လာတာကစမ်းဆောင်ရည်ပျောက်နေတဲ့ NASA ရဲ့ရေတပ်ပဲဖြစ်ပါတယ်။ NASA ရေတပ်ကပြီးခဲ့တဲ့100နှစ်ခွန်စစ်စင်ရေးတစ်လျှောက်လုံးရခိုင်ပြည်နယ်ကိုစစ်မှတ်ကူးလာပြီးတော့တကြောပြန်စစ်ပွဲတွေပေါ်ဆောင်လာတဲ့အချိန်ကနေစပြီးရခိုင်ပြည်နယ်မှာ NASA ရှိတဲ့အခန်းကဏ္ဍကငါးဖမ်းသမောတွေဖမ်းမှုလောက်ပဲအသုံးဝင်တဲ့ပုံစံမျိုးဖြစ်လာပါတယ်။နှစ်တိုင်းဆိုသလိုဒီဇင်ဘာ4ရက်နေ့မှာတမတော်ရေနေတိုင်းမှာစစ်ရေရင်တွေစစ်သင်္ဘောကြီးတွေ frigate ကြီးတွေအများပြားကိုတက်တော်ဝင်ခဲ့ပြီးတော့ရေတပ်အင်အားကိုချက်ထွင်နေပေမဲ့လက်ရှိမြန်မာနိုင်ငံကြီးအခင်းကျင်းတွေကလက်နက်ကိုင်ပြပခါတွေကိုဖြည့်ရှင်းတဲ့နေရာမှာ NASA ရေတပ်ရဲ့အရေးပါမှု NASA ရေတပ်ရဲ့စွမ်းဆောင်မှုနဲ့ NASA ရေတပ်ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကတကယ်ကိုပျောက်နေတာကိုတွေ့ရပါတယ်။ဆိုတော့ NASA ရေတပ်ကဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေတာပါလဲ။အထူးသဖြင့်နိုင်ငံရေးအရာအကျိုးမြတ်တွေများတယ်နောက်ပြီးတော့တရုတ်နိုင်ငံနဲ့နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတဲ့ကြောက်ဖြူဒေသကြောက်ဖြူနဲ့မရေကျွန်းတဝိုက်မှာအကြမ်းဖက်သမားတွေကနေရာယူပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။ဒီလိုအခြေအနေတွေမှာတစ်ဖက်မှာနိုင်ငံရေးအကျိုးစီးပွားတွေနိုင်ငံရေးအရာဖိအားပေးမှုတွေနိုင်ငံရေးကတိကဝတ်တွေနဲ့ဒီစီမံကိန်းတွေအနီးမှာလာရောက်လုပ်ကင်နေတဲ့တရုတ်နိုင်ငံသားတွေဒါအရက်ဖက်တက်ဖက်လုံခြုံရေးစတဲ့ပညာရှင်တွေပါဝင်တဲ့တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးကိုလည်း NASA ဘက်ကအာမခံပေးထားရတဲ့ကဏ္ဍရှိပါတယ်။ဒါပေမဲ့ဒီလိုမျိုး risk ယူပြီးတော့စစ်စင်ရေးတွေပေါ်ဆောင်နေတဲ့အချိန် NASA ဘက်ကမြေပြင်တပ်ဖွဲ့ဝင်တွေရဲ့စစ်စင်ရေးအစီအမံတွေကိုတောင်မှလုံလောက်တဲ့စိတ်ကြေနဲ့ဆရာကောင်းတဲ့နောက်ပြီးတော့မြေပြင်တပ်တွေကိုယ်တိုင်လည်း NASA ရဲ့စစ်စင်ရေးအစီအမံပေါ်မှာယုံကြည်ခြင်းစရာကောင်းတဲ့အခြေအနေတွေကဘာတွေမှန်းကိုမသိရအောင်ပါပဲ။ဒီလိုမျိုးမြေပြင်တပ်ဖွဲ့တွေကလည်းကြောက်ဖြူအနီးတစ်ဝိုက်မှာတိုက်ပွဲတွေပေါ်ဆောင်ရင်းနဲ့ပဲတဖြည်းဖြည်းနဲ့စခန်းတွေဆုတ်ခွာလာရတယ်။တကယ်တော့ကြောက်ဖြူမြို့ဆိုတာကတောင်မြောက်တွေ့တန်းပြီးကြည့်လိုက်မယ်ဆိုရင်တောင်မှကီလိုမီတာ20ကျော်သာရှိတဲ့မြို့လေးပဲဖြစ်ပါတယ်။ဒါကကြောက်ဖြူမြို့ပေါ်မှာရှိနေတဲ့မြို့ပေါ်ရက်ကွက်18ရက်ကွက်တင်မကပဲနဲ့တစ်ဖက်မှာရခိုင်လက်နက်ကိုင်တပုံတွေစုဖွဲ့နေတဲ့ရွာတွေနေရာတွေစနေလန်းဆောင်လောက်ထိကြည့်မယ်ဆိုရင်တော့မှကြောက်ဖြူမြို့ကအလျားလိုက်အမှန်တန်ရှိတယ်။ညောင်ရီရေတပ်စခန်းရှိတဲ့နေရာနဲ့ဘင်္ဂလားပင်လယ်ရှိတဲ့ကမ်းရိုးတန်းတစ်လျှောက်ကလည်း15ကီလိုမီတာကနေ20ကီလိုမီတာကြားအကွာပဲရှိပါတယ်။ဒီလိုအခြေအနေမှာညောင်ရီရေတပ်စခန်းကြီးရဲ့လောက်ခံရေတပ်စခန်းတွေဖြစ်တဲ့ပေါင်းကျွန်းတော်မော်ကြီးစားတဲ့ရေတပ်စခန်းတွေလည်းတိစောက်ထားပြီးတော့ဒီမြေပြင်အခြေအနေမှာအကြမ်းဖက်သမားတွေစုဖွဲ့လှုပ်ရှားနေတာကိုလည်း NASA ဘက်ကကြိုတင်သတင်းတွေရရှိထားတာတွေလည်းရှိကောင်းရှိပါလိမ့်မယ်။အကြမ်းဖက်သမားတွေစုဖွဲ့နေတာဖြစ်တဲ့အတွက်ကာကင်းတွေစောက်တယ်ဒီဒေသခံလူထုတွေနဲ့အတူတူပုံဖြတ်ပြီးတော့စုဖွဲ့ပြီးတော့အကြမ်းဖက်သမားတွေက NASA ရဲ့တပ်စခန်းတွေကိုလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်တာတွေပြုလုပ်လာခဲ့တယ်။ဒါပေမဲ့ NASA ဘက်ကကြောက်ဖြူတိုက်ပွဲမှာလည်းအားရစရာမရှိပါဘူး
မြေပြင်တပ်ဖွဲ့တွေအနေနဲ့လည်းပြီးခဲ့တဲ့ရက်တွေကပဲနီးပြူဟာမှုအဆင့်တက်မတော်ဘက်မှာဆိုလို့ရှိရင်အကြီးပိုင်းလို့ပြောလို့ရတဲ့ယာတို့တစ်ခုကိုပါစနိုက်ပါနဲ့ထိပြီးတော့ဆုံးရှုံးထားရပါတယ်ဒါ့အပြင်ပြီးခဲ့တဲ့မေလ30ရက်နေ့ကပဲဒီ G1 အဆင့်ရှိတဲ့တက်မတော်က G1 အဆင့်ရှိတဲ့အရာရှိတယောက်နဲ့စစ်တီတွေစုစုပေါင်း16ယောက်ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်ဖြစ်ပွားတဲ့အခြေအနေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့19-20ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပေါ်ခဲ့တဲ့မင်းတပ်တောင်ရဲ့အနောက်မီတာ600အကွာနှံဖဲတောင်လမ်းစုံနှံဖဲတောင်ရွာလမ်းစုံအနီးမှာတိုက်ပွဲတွေဖြစ်ပွားပြီးတော့ဖမ်းဆီးခံခဲ့ရတာပါတကယ်တော့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ကြောက်ဖြူတိုက်ပွဲစစ်တွေတိုက်ပွဲတွေမှာအင်အားအနည်းငယ်ပဲရှိပါတယ်ဒါအခုနောက်ပိုင်းမှာအင်အားတွေများပြီးတော့စစ်စင်ရေးအစီအမံတွေလှုပ်ဆောင်တဲ့အချိန်မှာအင်တိုက်အားတွေလှုပ်ဆောင်လာတာပါဒါပေမဲ့အရှိပိုင်းမှာတွေကရခိုင်လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ကြောက်ဖြူနဲ့ပတ်သက်ပြီးလို့ရှိရင်စုဖွဲ့မှုတွေကအင်မတန်နည်းပါတယ်ဒါပေမဲ့ဒီလိုအခြေအနေမှာလည်းနာဆာကဘက်ကနေမီစိုးမိုးရေးမှာဖိဖိစီစီဆောင်ရွက်ထားနိုင်ခြင်းမရှိဘူးလက်ရှိအခြေအနေမှာဆိုလို့ရှိရင်ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ရဲ့အစုအဖွဲ့တွေရခိုင်လက်နက်ကိုင်နဲ့သူတို့ရဲ့အပေါင်းပါတွေလို့ပြောတာကပြီးခဲ့တဲ့ရက်တွေမှာကျွန်တော်ရရှိခဲ့တဲ့သတင်းတွေအရရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့အတူကြောက်ဖြူမျိုးကိုလာရောက်တိုက်ခိုက်နေတာက AR PDF ဗျူဟာ29ကအဖွဲ့ဝင်တချို့ပါတယ်လို့သိရှိရပြီးတော့အရှိုချင်းအဖွဲ့တွေလည်းပါဝင်တယ်လို့သိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ကဒီ TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာကြည့်လိုက်မယ်ဆိုရင်လည်းရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့အတူပလောင်လက်နက်ကိုင်တပ်ဖွဲ့တွေပါရခိုင်ပြည်နယ်အထိအခြေချတိုက်ခိုက်နေတယ်လို့ယူဆရပါတယ်။ပြောရရင်တော့ကြောက်ဖြူတပ်ပွဲကရက်တရပြည့်သွားပြီဖြစ်တဲ့3လကျော်သွားပြီဖြစ်တဲ့အတွက်ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့လိုအပ်တဲ့စစ်ရေးပြင်ဆင်မှုတွေလိုအပ်တဲ့လူသူလက်နက်ခဲယမ်းနဲ့ LOC လမ်းကြောင်းနဲ့စစ်စင်ရေးပြိုးဟာတွေပေါ်ဆောင်မှုအချိန်အများကြီးရခဲ့ပါတယ်။ဒါပေမဲ့နောက်ဆကဘက်ကတော့ဒီရက်တရအတွင်းမှာရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့စုဖွဲ့လာတဲ့နေရာတွေကိုဒရော့ဘုံချတိုက်ခိုက်တာတွေစစ်ကြောင်းထိုးနေမြေရှင်းတာတွေသာဆောင်ရွက်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကကြောက်ဖြူဒေသအနီးတစ်ဝိုက်ကိုစုံနေရာ3ခုသတ်မှတ်ပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ပထမတစ်ချက်ကတော့ဒီကံယူရန်အဖျားမှာရှိနေတဲ့လက်ခမော်နဲ့မလာကျွန်းရွာအထိတိုက်ပွဲဆောင်ဖော်ဆောင်ထားတယ်။လက်ရှိနှစ်ဖက်နာဆာကတက်တွေနဲ့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကတော့တရုတ်ရဲ့ gas project ရှိတဲ့ OGD project နေရာမှာတိုက်ပွဲတွေဖော်ဆောင်နေပါတယ်။အဲဒီတိုက်ပွဲဖော်ဆောင်နေတဲ့နေရာမှာပဲပြီးခဲ့တဲ့ရက်ကနီးပြပါမှုအဆင့်ရှိတဲ့ဘုံမှုချုပ်တယောက်ကြာဆုံးခဲ့တာပါ။နာဆာကရဲ့မြေပြင်တပ်ဖွဲ့တွေစစ်ကြောင်းထိုးတဲ့အခါအားနည်းချက်တွေအများပြားကိုရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကစောင့်ကြည့်ပြီးတော့တိုက်ခိုက်နေတာရှိပါတယ်။ဒါအပြင်တောက်ဖြူမျိုးတိုက်ပွဲမှာအင်အားလုံးရင်းနဲ့တိုက်ခိုက်ခဲ့တဲ့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ရဲ့ပြူဟာတွေကနေအပြောင်းလဲတစ်ခုဖြစ်လာပြီးတော့လူနည်းစုနဲ့ဖြန့်ခွဲတိုက်ခိုက်တဲ့ပျောက်ကြားပုံစံစနိုက်ပါတွေကိုအဓိကထားပြီးတိုက်ခိုက်တဲ့ပုံစံနဲ့လက်နက်ကြီးတွေကိုရွှေ့ပြောင်းရင်းနဲ့နေရာချနှောက်ယှက်တဲ့ပုံစံမျိုးကိုသာတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။သဘောကတော့ထိန်းချုပ်ထားတဲ့မြို့14မြို့နယ်ကိုပြန်လည်တိစောက်ရေးလုံခြုံရေးနဲ့နောက်ချန်လုပ်ငန်းတွေရန်နေရတွေဆောင်ရွက်နိုင်မှုအတွက်အင်အားများပြားကိုအသုံးပြုထားရတာရှိတယ်။ရခိုင်ပြည်နယ်မှာရှိတဲ့တိုက်ပွဲတွေအတွင်းအင်အား4000ချီပြီးတော့ဆုံးရှုံးထားရတာရှိတဲ့အတွက်ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့စစ်တီအင်အားအင်မတန်လိုအပ်ချက်ရှိနေပါတယ်။ဒါကြောင့်မလို့စစ်တွေနဲ့ကြောက်ဖြူကိုတိုက်ပွဲတွေပေါ်ဆောင်တဲ့အချိန်မှာအင်အားနည်းနည်းနဲ့ပဲစစ်ရေးအခြေအနေပေါ်ဆောင်ပြီးတော့သူတို့ရဲ့မဟာမိတ်တွေနောက်ပြီးတော့တိုက်ပွဲအတွက်လိုအပ်တဲ့လက်နက်ခဲယမ်းနဲ့တခြားသောဒီစေဝါကရိယာပညာအကုန်လုံးကိုအချိန်3လကျော်ယူပြီးတော့ပြင်ဆင်ထားခဲ့တာပါ။ဒီမှာကြောက်ဖြူတိုက်ပွဲကရက်တရပြည့်သွားပြီဖြစ်ပြီးတော့စစ်တွေမျိုးတိုက်ပွဲကတော့115ရက်ရှိပြီပဲဖြစ်ပါတယ်။စစ်တွေမျိုးကိုတော့ပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီလ16-19မြို့ဝင်မှာရှိတဲ့မင်းချောင်းတရားမျိုးကိုတိုက်ခိုက်ရတဲ့ကနေစစ်တွေမျိုးတိုက်ပွဲစတင်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ဆိုတော့စစ်တွေကကြောက်ဖြူကရခိုင်လက်နက်ကိုင်တပ်ဖွဲ့ရဲ့စစ်ရေးပေါ်ဆောင်လာတာကရပ်ပေါင်း100ကျော်သွားပြီဖြစ်ပေမဲ့နာဆာကအနေနဲ့အင်မတန်ဘောင်ကျင်းတဲ့ကြောက်ဖြူဒေတာတဝိုက်ကိုစစ်ရေးအရာလက်ဦးမှုရယူနိုင်ခြင်းမရှိတာကတော်တော်စိတ်ပြက်စရာကောင်းပါတယ်။ဒါကြောင့်ကြောက်ဖြူအရေးသွေးအေးနေတာဘာကြောင့်လဲတစ်ဖက်မှာနိုင်ငံရေးအရာဘယ်လိုမျိုးအာမခံချက်တွေဒါမှမဟုတ်တစ်ဖက်မှာနိုင်ငံရေးအရာကစားပွဲတွေဝက်ဖဲတွေများရှိနေသလားလို့တော့ထင်လာရပါတယ်။ပို့ပြီးတော့ဆိုရတာကတညရီရဲ့စကန်ဌာနချုပ်ကြီးရှိနေတဲ့ကြောက်ဖြူဒီနေရာတွေမှာလက်လွတ်ဆုံးရှုံးထားရတဲ့နေရာတွေကိုကြည့်ရင်လက်ခမော်နဲ့မလာကျွန်းကိုပဲတစ်ချက်ကြည့်လိုက်ပါလက်ခမော်နဲ့မလာကျွန်းဆိုတာကဘင်္ဂလားပင်လယ်အော်ဘက်အဖျားဆုံးကမ်းရိုးတန်းမှာပဲရှိပါတယ်ကြောက်ဖြူမျိုးနဲ့ဆိုလို့ရှိရင်4မိုင်ကျော်5မိုင်အကွာဝေးမှာရှိပြီးတော့တိုက်ပွဲတွေအတွင်းမှာနာဆာကရဲ့အခြေကုပ်ယူထားတဲ့တပ်စခန်းတွေကိုလက်လွတ်ခဲ့ရတာပါနေပြင်တပ်တွေနဲ့နေမြေသွားရှင်းရင်းနဲ့ပဲအခြေအနေမကောင်းတဲ့အခါတက်ပြန်ဆုတ်လာရပြီးတော့အခုဆိုရင်မလာကျွန်းကနေ OGD gas transmission လုပ်တဲ့နေရာတွေအထိကိုရောက်ရှိလာတာပါဒီအခြေအနေအထိမှလည်းနာဆာကရေတပ်ရဲ့အခန်းကဏ္ဍကဘယ်နာကိုရောက်ရှိနေမှန်းတော့မသိရပါဘူး။ဒါပေမဲ့နာဆာကရေတပ်ကတော့ကမ္ဘာအဆင့်မှာအဆင့်30ကျော်နဲ့ဆက်လက်နေရာယူထားဆဲဖြစ်ပြီးတော့ frigate တွေဖြတ်သင်းမောတွေကော်ဘက်တွေစစ်ရေရင်အများပြားနဲ့ပိုင်ဆိုင်ထားပါတယ်။လက်ရှိနာဆာကရေတပ်မှာတိုက်ပွဲဝင်နိုင်တဲ့ဖြ
ဖြတ်တင်မော frigate destroyer အများပြားရင်ကုန်တင်မောတွေကိုထက်တွက်လိုက်မယ်ဆိုလို့ရှိရင်150ကျော်စစ်စင်ရေးတောင်ထမ်းဆောင်နိုင်ပါတယ်။ဒါက NASA ကရဲ့လက်ရှိစစ်ရေးရင်အရေးအတွက်200ကျော်290ကျော်မှာတိုက်ပွဲဝင်နိုင်တဲ့အရေးအတွက်ကအစီး150အရေးအတွက်150ရှိပါတယ်။ဒါပေမဲ့ကြောက်ဖြူတိုက်ပွဲမှာတော့ဘယ်စစ်ရေးရင်တွေကိုမှအဓိကထားပြီးစစ်စင်ရေးတောင်ထမ်းဆောင်စေတာကိုမတွေ့ရပါဘူး။ရခိုင်လက်နက်ကိုင်တပုံတွေစုဖွဲ့တယ်လို့ယူဆရတဲ့ရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေသာရှိခဲ့ပေမဲ့ရခိုင်လက်နက်ကိုင်တပုံတွေရဲ့စုဖွဲ့မှုတွေကိုသတင်းရယူနိုင်တာတွေလက်ဦးမှုရယူနိုင်တာတွေမရှိတာကိုတွေ့ရပါတယ်။တကယ်တော့ပြီးခဲ့တဲ့ရက်တွေမှာ NASA ကလက်လွတ်ဆုံးရှုံးထားရတဲ့ရိတ်ခတ်မော်မလာကျွန်းကတိုက်ပွဲတွေဆိုရင်ရေတဲ့အင်အားနဲ့ကောင်းကောင်းကြီး PPCC နဲ့အသုံးပြုမယ်ဆိုရခိုင်လက်နက်ကိုင်တပုံတွေကိုတစ်ပုတ်တောင်လမ်းခွဲထိပြန်လည်ပြီးတော့မောင်းထုတ်နိုင်တဲ့အခြေအနေရှိပါတယ်။ဘာကြောင့်ဒီလိုပြောလဲဆိုလို့ရှိရင် NASA ကရေထဲမှာရှိတဲ့ဖြတ်သင်္ဘောတွေ frigate တွေမှာတပ်ဆင်ထားတဲ့ auto 76mm 86mm ရှိတဲ့ naval gun တွေနဲ့ကမ်းခြေမှာရှိနေတဲ့ကမ်းပေါ်မှာရှိနေတဲ့ရခိုင်လက်နက်ကိုင်တပုံတွေစုဖွဲ့နေတဲ့နေရာတွေကိုပြစ်ရှင်းရှင်းနဲ့မြေပြင်တပ်တွေကိုအဖိတ်အစင်အနည်းဆုံးဖြစ်အောင်ထိန်းသိမ်းနဲ့စစ်စင်ရေးပြူဟာတွေဆောင်ရွက်ပြီးတော့အကြမ်းဖက်တွေကိုအမြင့်ချွေသွားလို့ရပါတယ်။ Oh my god ဒီ NASA ကရဲ့ frigate တွေမှာတပ်ဆင်ထားတဲ့စစ်ရေယာဉ်တွေကိုပြန်ကြည့်ရင်ဒီ frigate တွေဖြစ်တဲ့ရှက်သင်္ဘောတွေကိုပြန်ကြည့်ရင်ပြရှင်စစ်ရေယာဉ်အနော်ရထားစစ်ရေယာဉ်ကျန်စစ်သားစစ်ရေယာဉ်ဘင်းတော်ညီမှာတပ်ဆင်ထားတဲ့လက်နက်တွေကိုပြန်ကြည့်ရင်အဓိက main gun ကြီးတွေက 76mm auto naval gun တွေဖြစ်ပါတယ်။နောက်ထပ်ကတော့ကျန်တာဒီ CISW စတဲ့ weapon တွေတခြားဒီ cruise တွေဒုံးကျည်တွေ machine gun တွေ Browning gun တွေအများပြားကိုတပ်ဆင်ထားပါတယ်။ဒီထက်ကနေမှအဓိကတိုက်ပွဲဝင်လက်နက်လို့ပြောလို့ရတဲ့ 86mm gun ကြီးတွေနဲ့မြေပြင်ကိုပြစ်ရှင်းမယ်ဆိုလို့ရှိရင်ကြောက်ဖြူမျိုးကအချိန်ခဏလေးတွင်းနဲ့ရခိုင်လက်နက်ကန်တပုံစုဖွဲ့နေတဲ့နေရာတွေကိုသာမကအကြမ်းဖက်သမားတွေစုဖွဲ့နေတယ်လို့ယူဆရတဲ့စီမော်ကတ်တပီရှောက်ချောင်းပြီးတော့အခုလက်ရှိတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ပြိုင်စီကေနှမ်းဖဲတောင်မင်းတက်တောင်စတဲ့နေရာတွေအားလုံးကိုပါအမုန်းချေလို့ရပါတယ်။ဒါပေမဲ့ NASA ကမလုပ်ပါဘူး။လက်ရှိတိုက်ပွဲတွေပေါ်ဆောင်နေတဲ့နှမ်းဖဲတောင်မင်းတက်တောင်ပြိုင်စီကေစတဲ့နေရာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီးပြစ်ရှင်းနဲ့တောင်မှ NASA ကတပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုတွေအဖိတ်အစင်တွေနဲ့မေလ30ရက်နေ့မှာဖြစ်ပွားခဲ့သလို G1 ဖန်ဆီးခံခဲ့ရတဲ့စစ်ကြောင်းလိုမျိုးအဖိတ်အစင်တွေဖြစ်လာမှာမဟုတ်ပါဘူး။ဒါပေမဲ့စစ်ကြောက်ဖြူမှာ NASA ကရဲ့ရေတဲ့အခန်းကဏ္ဍကတော့တကယ်ကိုပျောက်နေတာပါ။ရေတဲ့စကန်ကြီး3ခုရှိပေမဲ့ရေတဲ့စကန်တွေရဲ့စစ်ကူရေတဲ့စကန်တွေအနေနဲ့စစ်စင်ရေးပူးပေါင်းဆောင်ရွက်မှုကတကယ်ကိုစိတ်ပြည့်စရာကောင်းတဲ့အခြေအနေကိုမြင်တွေ့ရပါတယ်။အဆိုးဆုံးကတော့ကမ်းခြေမှာရှိနေတဲ့လိတ်ခမော်ကိုလက်လွတ်ခဲ့ရတာက NASA ကအတွက်နစ်နာမှုတစ်ခုဖြစ်တယ်လို့အကြမ်းဖက်လက်နက်ကိုင်တပုံအနေနဲ့လည်း NASA ကိုသွေးတိုးဆန်းစရာအကောင်းဆုံးအခြေအနေဖြစ်သွားပါတယ်။ကံရိုးတန်းမှာမေ့တင်ပြီးတော့ရွာတည်ထားတဲ့လိတ်ခမော်နဲ့မလာကျွန်းလို့ဆိုတာလက်နက်ကြီးရဲ့တကယ်ပဲရှိပါတယ်။ဒါပေမဲ့ NASA ကဘက်ကတော့ပုံမှန်အတိုင်းပဲရှင်လောင်းလှည့်ရင်းနဲ့ပဲစစ်ကြောင်းတွေချီတယ်စကန်တွေချတယ်။မြေပြင်တပ်တွေကိုစင်ကန်တိုးတိုးပုံစံမျိုးနဲ့သွာလာနေစေဖြစ်ပြီးတော့တစ်ဖက်ကကြမ်းကျက်ပြီးတော့ပျောက်ကြားစနစ်သွားနေတဲ့အချိန်စနိုက်ပါနဲ့ပစ်ခတ်ခံရတာတွေကြားဖြတ်တိုက်ခိုက်ခံရတာတွေကိုကြုံတွေ့နေရပါတယ်။30နှစ်ရက်တဲ့ရင်ကိုဥတီတိုက်ခိုက်နေတဲ့စစ်စင်ရေးစုံနှစ်လို့သတ်မှတ်ထားတဲ့နေရာကိုလည်းကမ်းရိုးတန်းမှာကြောက်ချထားတဲ့လက်နက်ကြီးတွေနဲ့ကမ်းရိုးတန်းမှာကြောက်ချထားတဲ့ NASA ကရဲ့စစ်ရေးရင်ကြီးတွေကလည်းပြစ်ကိုပေးပြီးတော့မြေပြင်တိုက်ပွဲတွေကာကင်းစကန်တွေကိုပြန်လည်တိုက်ခိုက်တဲ့အချိန်မှာလည်းအသုံးပြုနိုင်ပါတယ်။ drone တွေနဲ့ကင်းထောက် drone ဘုံတွေချပြီးတိုက်ခိုက်နေုံနဲ့တိုက်ပွဲရဲ့ရလဒ်ကအပြောင်းလဲဖြစ်မသွားပါဘူး။ဒီနေရာမှာ NASA ကအနေနဲ့ရေတပ်သုံး SUV USV တွေ NASA ကအနေနဲ့ရေတပ်သုံး USV ရှိပါသေးတယ်။ S100 လို့ခေါ်တဲ့ဒီရေချောင်းကင်းထောက် drone တွေကိုအသုံးပြုရင်းနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းဒီစစ်သုံး drone တွေကိုအသုံးပြုရင်းနဲ့ပဲဖြစ်ဖြစ်ရခိုင်လက်နက်ကိုင်တပုံရဲ့စစ်စင်ရေးဆောင်ရွက်မှုတွေလှုပ်ရှားမှုတွေအားလုံးကိုစောင့်ကြည့်ပြီးတော့စစ်ရေးရင်ကြီးတွေကနေလက်နက်ကြီးနဲ့ပစ်ခတ်မယ်ဆိုရင်တောင်မှအကြမ်းဖက်လက်နက်ကိုင်တပုံတွေနဲ့ဖွဲ့စည်းပုံမှာပြတ်သွားနိုင်တဲ့အခြေအနေရှိပါတယ်။သို့တော့ NASA ကတော့အခုချိန်ထိရေတပ်တွေရဲ့အခန်းကဏ္ဍကိုဘယ်လောက်ထိနေရာချထားနေတယ်ဆိုတာရှာလို့မတွေ့ရအောင်ဖြစ်ရပါတယ်။ NASA ကနေနဲ့ကြောက်ဖြူကိုဘယ်လောက်ထိမျှော်လင့်ထားသလဲဘယ်လောက်ထိတွေးတောထားသလဲပေါ့။ကြောက်ဖြူကိုလက်လွတ်ဖို့ပဲစဉ်းစားထားသလားကြောက်ဖြူကိုစက်တိုင်မလား။တစ်ဖက်မှာရေတပ်အုပ်စုကြီးစစ်ရင်အုပ်စုကြီးရေတပ်စကန်ဌာနချုပ်ကြီးရှိပေမဲ့ကိုယ့်ရဲ့အင်အားကိုမတိဆောက်နိုင်မဲနဲ့ရန်သူကိုလှုပ်ရှားခွင့်ရန်သူကိုအခွင့်အရေးအများကြီးပေးနေတာကလည်း NASA ကရဲ့ကြောက်ဖြူမျိုးပေါ်မှာရှုမြင်ထားမှုကြောက်ဖြူမျိုးရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ NASA ကဘယ်လောက်ထိကြီးရွယ်ထားသလဲဆိုတာကအမှန်ရခက်လာပါတယ်။ကြောက်ဖြူမျိုးကိုလက်လွတ်ခံမှုပဲစဉ်းစားထားသလားကြောက်ဖြူမျိုးကိုနိုင်ငံရေးအရာတရုတ်ရဲ့ကြောထောက်နောက်ခံပြုမှုနဲ့ပဲဖိအားပေးပြီးတော့ရခိုင်လက်နက်ကန်တပုံကိုနောက်ဆုတ်စေမလားဒါတွေကအခက်မှန်းလို့မရတဲ့အခြေအနေတွေပါ
ဒါပေမဲ့တရုတ်ရဲ့စီမံကိန်းတွေရှိနေတဲ့နေရာကိုသာရခိုင်လက်နက်ကိုင်တပ်ပုံကထိမ့်သိမ်းသွားနိုင်ခဲ့မယ်ဆိုရင်တော့ဒီစီမံကိန်းနဲ့တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးအာမခံချက်တွေအတွက်တရုတ်နိုင်ငံကနေရခိုင်လက်နက်ကိုင်တပ်ပုံနဲ့မဖြစ်မနေထိတွေ့ဆက်ဆံမှုတွေဆွေးနွေးမှုတွေပြုလုပ်လာပါလိမ့်မယ်။သဘောကတော့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လက်ရှိရခိုင်လက်နက်ကိုင်တပ်ပုံနဲ့ထိတွေ့ဆက်ဆံနေကြသလိုမျိုးပဲအပြန်အလှန်အကျိုးစီးပွားတွေရှိလာတယ်။အပြန်အလှန်အကျိုးစီးပွားတွေကိုကာကွယ်ဖို့လိုအပ်လာရင်တော့ဘယ်သူကမှလက်ရှိ NASA ကအစိုးရကိုအာဏာတမှုနဲ့အာဏာပြီးတော့မျက်နှာပူပြီးတော့အကြမ်းဖက်သမားနဲ့ထိတွေ့ဆက်ဆံမှုမပြုလုပ်ဘူးဆိုတဲ့ဂရိကဘုတ်ကိုဘယ်လူကမှပေးနိုင်မှာမဟုတ်ပါဘူး။သဘောကတော့အပြန်အလှန်အကျိုးစီးပွားတွေရှိလာရင်ရခိုင်လက်နက်ကိုင်တပ်ပုံအနေနဲ့ရခိုင်ပြည်နယ်မှာရှိနေတဲ့နေရာအများပြားနဲ့အဓိကအကျိုးစီးပွားတွေကိုသာထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုရင်ရခိုင်လက်နက်ကိုင်တပ်ပုံရဲ့ဝန်ဆန့်လာမှုကလည်းတန်းတစ်ခုထိရောက်လာမှာဖြစ်တယ်။အပြန်အလှန်အားဖြင့်တော့ဒေတာရင်းကိုတည်ငြိမ်အေးချမ်းရေးဒေတာရင်းလုံခြုံရေးဆောင်ရွက်နိုင်ခြင်းမရှိတဲ့ NASA ကရဲ့တန်းတစ်ခုကတော့တန်းစင်းဆောင်ကိုရောက်သွားမှာပဲဖြစ်ပါတယ်။ဆိုတော့ရက်တရာပြည့်သွားတဲ့အချိန်ထိ NASA ကဘာတွေဆောင်ရွက်နေတယ်လဲကြည့်လိုက်ရင်တော့အခုချိန်ထိလူတွေဝါဒလိုပဲပြောရမှာဖြစ်ပါတယ်။မြေပြင်တပ်တွေကိုစစ်ကြောင်းထိုးချီတက်နေတယ်ကင်းဖွဲ့တွေမပါဘူး။ drone တိုက်ခိုက်တဲ့မှတ်တမ်းဗီဒီယိုတွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းခုတ်ရတခြားရှာရတလွဲတွေလိုပဲပြောရမှာဖြစ်ပါတယ်။တိုက်ခိုက်မှုမှတ်တမ်းတွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းထိခိုက်မှုကမရှိသလောက်ပဲဖြစ်နေတာကိုတွေ့ရပါတယ်။တကယ်တော့နေမြေရှင်းလင်းရေးဆောင်ရွက်တာပဲဖြစ်ဖြစ်နေမြေစိုးမိုးရေးဆောင်ရွက်တာပဲဖြစ်ဖြစ်ကြီးကြီးလေးပူပေါင်းဆက်ဆံမှုအားသာချက်ရှိနေတဲ့ကံယူရန်ဒေတာတစ်လျှောက်မှာ NASA ကနေနဲ့အခုလောက်ထိခွတ်ထိုးခွက်လန်ဖြစ်ပြီးတော့အရှုံးတွေကိုနေတိုင်းရင်ဆိုင်နေရတာကတော့NASA ရဲ့ရခိုင်ပြည်နယ်အပေါ်ရှုမြင်မှုကမိကုံးထုတ်เสียတန်တရားဝင်စရာတော့ဖြစ်လာပါ